တရားဓမ္မစုပန်ပြီးတော့ရတယ်ဆိုတဲ့ပုံမှာအထင်ရောက်ရှိပြီးတော့နေကြတယ်တကယ်ကတော့လိုချင်တာစုပန်နေုံနဲ့ဘာတစ်ခုမှရမှာမဟုတ်ဘူးကိုယ့်အကူကိုကြိုးစားအထောက်ချင်းပြင်းသားလေရနိုင်တယ်ဆိုတာလက်တွေ့ဘဝမှာလူတိုင်းသိကြတာပဲဘာပဲဖြစ်ဖြစ်ပညာတတ်အောင်လဲကိုယ်တိုင်ကြိုးစားစီးပွားဥစ္စာလဲကိုယ်တိုင်ရှာကြရတာဖြစ်တယ်သို့သောလောကလူတွေကညှို့နှင်းချက်ကြီးစွာနဲ့အစုံတယောက်ကကိုယ်မဆာလိမ့်မယ်လို့ထင်ရောက်ပြီးအာကုနေကြတာတော့ခဏချီအောင်ရှိနေကြတော့ပဲပေါ့နော်တကယ်ကတော့အာကုခံရတဲ့ပုဂ္ဂိုလ်ရဲ့ကုညီဆောင်ရှောက်မှုဆိုတာဟာအကြံဉာဏ်ပေးခြင်းလိုအပ်တဲ့အချက်လေးတွေကိုကုညီပေးခြင်းများတာလည်းဖြစ်တယ်ဒီတဲ့ပို့ပြီးမလုံးနိုင်ပါဘူးမိဘတွေကသားသမီးကိုချစ်လို့ကိုသားသမီးကိုကြည်ပွားတိုးတက်စေချင်လို့ရှိရင်မိဘတွေကဘာလုပ်ရလဲဆိုရင်သားသမီးပညာတတ်ဖို့အတွက်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းထားအနံ့ပေးမယ်ကုန်ကြစိတ်တွေများစွာကုန်ကြခံပြီးတော့စီစဉ်ပေးကြတယ်ဒါလက်တွေ့ပဲတဲ့မလို့ရမယ်ဆိုရင်ကိုသားသမီးဘယ်နိုင်ငံရခြားတွေပို့ပြီးတော့ဆင်းရဲဒုက္ခခံစေမလဲအုံခွဆိုမလိုက်တာနဲ့ပြင်းရတဲ့ကြီးဖြစ်တော့မှာပေါ့စီဝါဥစ္စာတိုးတက်ဖို့သူချီတော်နဲ့သူရက်နိုင်ဖို့အတွက်ပညာသင်ကြားပေးကြထိုပညာကိုအသုံးချပြီးတော့သူတွေဟာကြီးပွားတိုးတက်လာကြတာဖြစ်တယ်သို့သောခဏချီအောင်အများစုကမလေးနိုးနိုးနဲ့ယူကျိုးကိုးကွယ်နေကြလို့မယ်ဘုရားဘာသာရေးကိုးကွယ်တဲ့မြတ်စွာဘုရားကတရားရည်ရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာမားတဲ့အနေနဲ့ဆောင်ရွက်တာမဟုတ်ဘူးဆိုလိုတာကမားတယ်ဆိုတာတကူနဲ့မားတာမဟုတ်ဘူးအသိပညာပေးတာပဲဖြစ်တယ်ဟိတနဲ့ဒုက္ခစဗေကျမ်းမှာတိလင်းဖော်ပြတာရှိတယ်ဟိတေဘဝတ္တနေနာအဟိတာသနေဝတ္တနေနာတတ္တနံပယဟိန္တိတိဗုဒ္ဓော